ဖះသွားမယ်ပြောတာမြန်မာဝတ်စုံမရှိဘူးလို့ပြောနေရကြီးစားလေးကိုစောကဒီနေ့မြန်မာဝတ်စုံဝယ်ပေးပြီးတော့ဖះကိုရအောင်ခေါ်သွားခဲ့ပါတယ်စောတို့အခုကတော့တောဝန်စင်တာ ground floor မှာရှိရဲ Longi Village ကိုရောက်နေတာဖြစ်ပါတယ် Longi Village ဆိုတာဒါမဲ့ဒါသူ့ပဲရတာ မဟုတ်ဘူးမြန်မာနိုင်ငံရဲ့ပထမဆုံးပစိုးရှိုးတော့သူကခေါင်းကနေခြေပြားဒီအကုန်ရရမြန်မာဝတ်စုံယောက်ျားလေးတော်မြန်မာဝတ်စုံလေ ဒီနေ့ရေးသားအန်နိုင်ခံရတော့ slim bag ကြီးအောင်ပဲလားတည်း ရှုခမမီ အဲ့ဒါ crystal လေးကိုအဲ့မှာမဲမီကိုပါနေဆိုနေမှာအမဲကိုရေးရွေးရကြည့်အောင်လိုက် Sign decoration နဲ့ display ကလုံးဝရှယ်ပဲဗျာကြိုက်သွားပြီ အများကြီးဝယ်ပေးမယ်နည်းနည်းတော့တပြင်းချလိုက်ပဲအများကြီးဝယ်ပေးကိုယူနိုင်ရင်နိုင်ငံတော်ရောင်ရွေးလာမဲရောင်ရွေးလာမှဆိုလို့လာတယ်နော်လို့ကိုဟာမဆိုးလေးရတော့မိုက်သားလေးရဆိုးသားလေးမျိုးမျိုးလို့ မျိုးပဲလေလို့ ဝါရောင်လေးနဲ့ကြက်ပေါက်နဲ့တူနေရီစားလေးကရှက်ကိုရှက်ကိုင်းဖြစ်နေပါတယ်ခင်းရောင်ဝင်ပြီးထွက်လာတဲ့အချိန်မှာတော့သူ့မျက်နှာကိုကြည့်လိုက်ပါသူရမ်းကြိုက်နေပါတယ်ခင်းရောင်လေးနဲ့လှပနေရီစားလေးဖြစ်ပါတယ်သူ့ရဲ့ရှက်လေးကကြတော့ slim fit ကတင်လေးနဲ့ချွေးမကွက်ဘူးသူကရေရွှွန်လည်းမကြုံဘူးပေါ့နော်ချွေးရမ်းထက်တဲ့ကျွန်တော်တော့ကတော့ဒီရှက်အင်းကြီးလေးအသားအဆင်ပြေပါတယ်ဟိုချောချောလေးနဲ့ပစိုးဝတ်ပြနေရဖြစ်ပါတယ်ဟိုချောချောလေးနဲ့ဝတ်ပြနေတဲ့ပစိုးကတော့မင်းဝတ်တုံပစိုးလေးပါသူကအဓိကကတော့အမိတ်လေးကိုပေါင်းပေါင်းမှာထားဝဲရတဲ့ဒီဇိုင်းလေးဗျာမိုက်တယ်ကြည့်လိုက်သူ့ရဲ့ signature ရောင်လေးနဲ့ထွက်လာတဲ့အချိန်မှာတော့သူ့မျက်နှာလေးကိုကြည့်လိုက်ပါရမ်းပျော်နေတဲ့ရုပ်လေးနဲ့ထွက်လာပါတယ်တက်ပြန့်ချောမောကူးဝစ်ထားတဲ့ရှက်လေးကတော့ Valentino ဘိုးသားရှက်လေးဖြစ်ပါတယ်သူကတော့ဘိုးသားဆိုတဲ့အတိုင်းပြောင်းပြောင်းနဲ့ရှယ်မိုက်တယ်ဗျာတိုက်ပုံလေးကတော့ပြောင်းရင်းပဲဝတ်နေရရမ်းရိုးနေပြီဆိုတော့ကျွန်တော်တိုက်ပုံလေး try နာပါတယ်တိုက်ပုံလေးကကတ်တင်ရောအတော်ဒီဇိုင်းရောအားမိုက်တာပုံမှန်အရောင်နေဝတ်ရမကြိုက်တဲ့ရီစားကတော့အခုအစိမ်းရောင် crystal ပစိုးလေးကိုတော်တော်ကြိုက်နေရပါအမှန်သူမှန်ရှိရမခွာတော့ပါဘူးဒါလေးကြိုက်တယ်ဒါလေးကြိုက်ဆုံးလူကြလည်းပစိုးလေးပေါ်သွားတာအဲ့ဆိုရီစားကိုများလိုက်ပို့ခိုင်းတယ်ဆိုင်လေးဖြစ်ပါတယ်နောက်ခေါက်ဆိုလို့ရှိရင်ဒီအင်းကြီးတွေအဟောင်းဖြစ်သွားပြီပေါ့နော်တစ်ခါပို့ပြီးသွားပြီဆိုတော့နောက်ခေါက်ဖျားသွားသေးချင်လို့ရှိရင်လုံကြီးဘေးလေးကိုခေါ်လာပါမယ်နော်လုံကြီးဘေးလေးကကိုဝါရကန်းစင်နဲ့ကိုဝါဒီဇိုင်းတွေကိုပဲအဓိကထားပြီးထုတ်တာမြန်မာဝတ်စုံတွေကိုခေါင်းစားခြေစုံတနေရာထဲမှာပဲရတယ်ဗျာအဲ့တော့မြန်မာဝတ်စုံတစ်စုံဝယ်ဖို့အတွက်ကျွန်တော်တို့အချိန်ကြီးအများကြီးပေးပြီးပတ်ဝယ်စရာမလိုတော့ဘူးပေါ့နော်လုံကြီး village ကဒီဇိုင်းလေးရလဲမိုက် packaging ကလည်း share လုပ်ပေးထားဆိုတော့စောကြီးစားလေးကပါသုံးစုံတော့ယူလာပါတယ်ဒီသားလေးလာဖို့အတွက်ဆိုလဲလောက်လာဒီသားလေးဝယ်ပြီးတော့ဆိုတော့လေအာဝါပီးလေးနဲ့ပဲရှင်းလိုက်ရတယ်ပေါ့ဗျာဟေးဟေး